အားလုံးမင်္ဂလာပါဒီနေ့ညောက်ပြီးမှက3 feet motor ကိုကျွန်တော်ဒီ connection တွေကိုစစ်ဆေးတဲ့အခါမှာကျွန်တော်ဒီ CD လားပယ်လားเนาะကြည့်ကျင်တဲ့အခါမှာ CD motor လား2ပယ်လဲ motor လား3ပယ်လဲ motor လားကြည့်ကျင်နေဆိုရင်ကျွန်တော်ဒီ terminal 6ဆောက်ကိုရှိမှာဖြစ်ပါတယ်ခင်ဗျာ terminal 6ဆောက်ဒီကျွန်တော်ဒီဆိုချင်တာကကျွန်တော်ဒီမှာ U1 U2 V1 V2 W1 W2 ချိုး6ဆောက်ဒီလိုကတ်နေပြီတွေ့ပြီဆိုရင်ဒါဒီလုံးဝ CD motor ဖြစ်ပါတယ်ခင်ဗျာဒါလေးကိုပြီးရစီချင်လို့မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာချိုး6ဆောက်ဒီအဲ့လိုကတ်နေပြီဆိုရင်ဒီ motor ကိုချွတ်တော့မယ်ဆိုအဲ့ဒါတွေ့လိုက်ပြီဆိုတာဒါဒီ CD motor ဖြစ်ပါတယ်ခင်ဗျာအဲ့ဆိုမှ U1 U2 motor ဒီလိုငင်းချင်းဆိုင်နေကြနေပြီဆိုရင်တော့ဒါဒီပယ်လဲမှာ2ပယ်လဲရှိမယ်3ပယ်လဲရှိမယ်ဖြစ်ပါတယ်ခင်ဗျာဒီကတော့ကျွန်တော်ဒီချိုး6ဆောက်ဒီ U1 V1 U2 U1 U2 V1 V2 W1 W2 ဒီအဲ့လိုကတ်နေပြီဆိုရင်ဒါဒီ CD motor ဖြစ်ပါတယ်ခင်ဗျာဒါလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာဒါဒီ motor ဒီဆိုရင် CD motor 3 phase CD motor အမျိုးအစားလေးဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်